မှာဟုတ်သွားတယ်ကွာပြောတယ်ပြင်ဘလို့နေသားလာရင်ဟုတ်ပါတယ်မင်းတို့ငါမယုံလိုက်တာငါမားတာအခုတော့ကောက်စားသွားဟုတ်တယ်မလားဘိုက်စားနေပြီဒီခါနဲ့ဟာနေမေးရဖို့ဟယ်လိုမေဟုတ်တယ်မေရှမ်းမိတကယ်ပြောတာလားမိတကယ်ဟုတ်အဖေအောင်မေအဖေအောင်ပြောတာလားဟုတ်မေဟုတ်မေဟုတ်ကဲ့ပါမေဟုတ်အဲ့ဒါပဲလို့မေနော်ဟုတ်မေဟုတ်ဘုတ်တယ်ဟာလည်းနေပြီဘာမှလဲဖေနဲ့မင်းနဲ့ကလေရှင်းတဲ့ကျမတို့သဘောတူလိုက်ပြီသဘောမတူလဲယူထားပြီးသွားပြီယူနေရလဲအဲ့ဒါအဓိကမဟုတ်ဘူးအဓိကကရှင်းတဲ့ကျမနဲ့အခုလိုမြင်ရတာအဆင်မပြေဘူးတဲ့သူ့စိတ်ထဲမှာစိတ်မကောင်းတဲ့အဲ့ဒါကိုတက်လက်ရှင်းတဲ့ကျမနဲ့ရင်းနှီးဖို့အဲ့ဒါလေအရင်ဒီသိတဲ့ထောင်တော်လုပ်ပေးရဟုတ်လို့လားဟုတ်တယ်အခုပဲဖုန်းဆက်နေပြောနေတာဟောဒီကတိတ်တောင်ရမှာပေါ့နော်ဟုတ်တယ်ဒါဆိုငါပြီးတော့ဆွဲကြအောင်လို့ငါအရင်ကြီးရောက်အာအဲ့ဒါကြောင့်မင်းချစ်တယ်ရောက်ကမောက်တယ်ချစ်တယ်ရမ်းပါတော်တော်အဆင်ပြေသွားဟုတ်တယ်ဟေးဒီကောင်ကကားကိုတစည်းနဲ့ကိုအဆင်ပြေနေတာအမွေရတယ်ဆိုတာဒါရောက်ကမကြီးရဲ့သူမိမကိုမသိပါဘူးငါလည်းတရားတိကျမသိပါဘူးဒီကောင်ကတော့ငါတို့လည်းတာပင်းတာပြောတာပဲသူပြောသလိုပဲလူကဲကက်တာဘာညာတာတကသူနဲ့များတဲ့တယ်များကြာနေလားမသိပါဘူးကွာအေးမင်းဒီနေ့ချင်းနေအခြေအနေကမထုံးတန်နိုင်မယ်ကွာအေးဒီတော့လှုပ်ရှားမပေးကြပါတော့ငါတို့လည်းတိတ်ကိုချင်းနေအောင်တာမှာလာပြမယ်ဒီမှာတကယ်ချင်းနေစီလေးဒီမှာဗီဒီယိုဆွဲနေကောင်နေခဏလာလို့ဟုတ်တယ်ဟမ်ဩခင်ဗျားပြောထားတာလေကျွန်တော်ဟိုရက်ကပဲအခု37လေးကင်နေတာပေါ့ GD1 ဟုတ်တယ်ဓာတ်တိုင်အောင်โอเคအဲ့ဆိုကျွန်တော်ပြီးတာနဲ့လာပြလိုက်မယ်လေโอเคပါဟုတ်ပြီကျွန်တော်လည်းနောက်တစ်စီးဆွဲဖို့ရှိတယ်ဒီကောင်ထွက်တာနဲ့โอเคပါခုဒီမှာငါကားပွဲစားလုပ်နေသိလားမင်းဒီကောင်ပြောမှငါသိရမယ်အစီအစဉ်နေအေးခုကွာကားပွဲစားလေးလုပ်နေတဲ့ခါကျတော့ဒီဗီဒီယိုတွေပါဆွဲတာတဲ့စာရင်တော့ကွာတက်လက်တက်တာတယ်ပတ်စံရတယ်လေတချီဆိုနဲတာမဟုတ်မင်းတို့လည်းစူးစမ်းစေချင်လို့ပြောတာသဘောကတော့ဒါရောမောင်းတတ်သေးလားဟာမင်းကလည်းကွာဒီကနေပြီးတော့ငါတက်လာတာကွာအခုဆိုငါစူးစမ်း